ဒီမိန်းကလေးဟာပထမဆုံးအကြိမ်လက်ထပ်လိုက်တာဖြစ်လို့မင်္ဂလာဦးညမှာဘာလို့ရမလဲဆိုတာကိုသိကျင်စိတ်ပြင်းပြနေခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ခင်ပွန်းကသူမကိုကရင်ပေါ်ကနေတွန်းချလိုက်ပြီးမင်းအိပ်ရမယ့်နေရာကဟိုရှိကဆိုဖာပဲလို့ပြောလိုက်ပါတယ်။မိန်းကလေးလည်းအယမ်းရှက်သွားပြီးချက်ချင်းပဲထပြီးဆိုဖာပေါ်မှာသွားအိပ်လိုက်ရတာပေါ့။မိန်းကလေးအိပ်ပျော်သွားတဲ့အခါမှာတော့ခင်ပွန်းဖြစ်သူကသူမဘေးမှာတိတ်တဆိတ်လာအိပ်ပါတယ်။သူကသူမကိုသူ့ရင်ခွင်ထဲမှာဂယုတစိုက်ပိုက်ထွေးပြီးအေးချမ်းချမ်းအိပ်ပျော်သွားခဲ့ပါတယ်။တကယ်တော့သူမရဲ့ခင်ပွန်းဟာပြင်းထန်တဲ့အိမ်မပျော်ယောဂအင်စာနေကိုခံစားနေရသူပါဒါပေမဲ့အဲ့ဒီနေ့မှာတော့ဒီမိန်းကလေးသာသူ့ဘေးမှာရှိရင်သူနှစ်ချိုက်ချိုက်အိပ်ပျော်နိုင်တယ်ဆိုတာကိုသူသိသွားခဲ့ပါတယ်မနဲ့လင်းလို့မိန်းကလေးနိုးလာတဲ့အခါခင်ပွန်းဖြစ်သူကသူမကိုဖတ်ထားတာကိုတွေ့တော့အံ့ဩသွားပြီးဘာလို့ဒီမှာလာအိပ်နေတာလဲလို့မေးလိုက်ပါတယ်ထိုလူကလည်းငါညကအိပ်ပျော်ရင်လမ်းလျှောက်မိတာဆွေးဖွားခင်ဖြစ်မှာပါလို့လိန်ပြောလိုက်ပါတယ်မိန်းကလေးကသူ့စကားကိုမယုံပေမဲ့ဘာမှတော့ပြန်မပြောခဲ့ပါဘူးနောက်တစ်နေ့ညအိတ်ချိန်ရောက်တော့ထိုလူကခေါင်းတစ်လုံးကင်ပြီးသူ့မစီတိတ်တဆိတ်ထက်လာပြန်ပါတယ်ဒါပေမဲ့သူလဲချခါနီးမှပဲမိန်းကလေးကမျက်လုံးကိုရုတ်တရက်ဖွင့်လိုက်ပြီးဒီညလည်းအိပ်ပျော်ရင်လမ်းလျှောက်ပြန်လာလားလို့မေးလိုက်ပါတယ်ထိုလူလည်းချက်ချင်းပဲအရှက်ရသွားပါတယ်အိတ်ချိန်ရောက်ဆောင်နေတဲ့ဇနီးတဲ့ရဲ့အကွက်ထဲသူမိသွားမှန်းသိလိုက်ရပေမဲ့သူကိုယ်တိုင်အလိုလိုရောက်လာတာပါလို့တော့အရှုံးမပေးပဲဒီကောင်းကအိတ်လို့မကောင်းဘူးမင်းနဲ့လာလဲတာလို့ဆွညင်းပြီးသူ့ကုတင်စီကိုအိမ်တွေပြက်ပြက်နဲ့ပြန်တော့ဒါပါတယ်ဒါပေမဲ့သူကတင်ပေါ်မှာဟိုဘက်ဒီဘက်လူးလိမ့်နေပေမဲ့လုံးဝအိတ်လို့မရပါဘူးနောက်ဆုံးတော့သူဟာမိန်းကလေးရဲ့ရင်ခွင်ထဲကိုပဲပြန်ခိုးဝင်လာပြီးမှအေးချမ်းချမ်းအိပ်ပျော်သွားပါတော့တယ်မိန်းကလေးကခင်မုန်းဖြစ်သူရဲ့အိပ်ပျော်နေတဲ့မျက်နှာလေးကိုကြည့်ပြီးသူငါ့ကိုဖတ်ထားမှအိပ်ပျော်တာပဲလို့တွေးမိရင်ရင်ထဲမှာကြည်နူးမှုတွေပြည့်ရှံလာပါတယ်သူမှမှတ်မိနေတာတခုကသူတို့ကောလိပ်တက်တုံးကဒီလူဟာအချိုရည်ဘူးရဲ့အဖုံးကွင်းလေးကိုဖြုတ်ပြီးလက်စွပ်အဖြစ်အသုံးပြုကပွဲရရင်လက်ထပ်ပမယ်လို့ကတိပေးခဲ့ဘူးတာပါအဲ့ဒီတုန်းကသူမဟာသူ့ရဲ့အဆိုပြုချက်ကိုလက်ခံခဲ့ပြီးသူတို့ရဲ့အနာဂတ်ကိုမျှော်လင့်ခဲ့ဘူးပါတယ်ဒါပေမဲ့နောက်ပိုင်းမှာထိုလူဟာမတော်တဆမှုတစ်ခုကြောင့်အတိတ်မေယောဂဖြစ်သွားခဲ့ပါတယ်သူကသူမကိုမေ့သွားခဲ့ပေမဲ့သူ့နှလုံးသားထဲကအချစ်တွေကတော့သူမအနာကို instant အရပဲအလိုလိုချင်းကပ်မိနေစေတာပါနောက်တစ်နေ့မှာတော့မိန်းကလေးဟာအရေးကြီးစာရွက်စာတမ်းတွေကိုအစီအဝေးပွဲကိုလာပို့ပေးဖို့ခင်မုန်းဖြစ်သူစီကဖုံးလက်ခံရရှိပါတယ်။ဒါပေမဲ့သူမမှာဖိတ်စာမပါတာကြောင့်လုံခြုံရေးဝန်ထမ်းကပေးမဝင်ပါဘူး။အဲ့ဒီအချိန်မှာပဲသူမရဲ့မိထွေးပါညီမ step sister ရောက်လာပြီးမိန်းကလေးကိုအိမ်ဖော်လို့ဝစ်စားထားတာပဲလို့ကဲရဲ့လှောင်ပြောင်ပါတော့တယ်။သူမကလုံခြုံရေးဝန်ထမ်းကိုတောင်တကားမှာခွေးနဲ့အိမ်ဖော်မဝင်ရဆိုတဲ့ဆိုင်းဘုတ်ချိတ်ထားတင်တယ်လို့ပြောလိုက်ပါသေးတယ်။မိန်းကလေးတကားဝမှာအနိုင်ကျင့်ခံနေရတာကိုထိုလူသိသွားတဲ့အခါမှာတော့သူဟာချက်ချင်းပဲပြေးထွက်လာပါတော့တယ်။